ကျွန်တော်တို့အိမ်ကအငယ်ဆုံးဖြစ်နေတဲ့မမမူပြီးတော့ရက်တောက်နေတဲ့ဟာတွေကို record ယူထားတယ်ဗျာအိမ်မှာတောင်းညမ်းနေတယ်အိမ်မှာတောင်းညမ်းနေတယ်ရိုင်းပါမှာတစ်တော့တွေကအကောက်တွေတီဝအောင်တို့ပါအမရတမအိမ်မှာတောင်းညမ်းနေတယ်အိမ်မှာတောင်းညမ်းရပနင်းတွေတိမ့်ပြီဟာတိမ့်ပြီအမရတမတောင်းညမ်းနေတယ်အိမ်မှာအပြင်ထွက်ပြီးတော့မှတောင်းညမ်းဖို့နှုတ်နေတယ်ဗျာတောင်းညမ်းနေအေးတီးအောင်သုံးနေတာမတင်နဲ့တော့အိမ်မှာထွက်သွားပြီအေးထွက်သွားပြီအပြင်ကိုထွက်သွားပြီအမရတမတောင်းညမ်းနေတယ်အမဖြူဖြူထွေးကလုံးအမတောင်းညမ်းတယ်ကြည်လား